TikTok ကသူများ TikTok နဲ့ဘာလို့မတူတာလဲပေါ့နော်သူများ TikTok တွေကြတော့ဗီဒီယိုတင်လဲပိတ်ဆောင်ရတယ်နောက်ပြီးကြလို့ဆိုရင်ဗီဒီယိုကိတ်တင်လဲပိတ်ဆောင်ရတယ်အမျိုးမျိုးပေါ့နော်ဘာလို့ကျွန်တော်တို့အကောက်ကြတော့သူများအကောက်နဲ့မတူတာလဲဆိုတာကတော့ကိုယ့်ရဲ့အကောက်ကိုတစ်ချက်လောက်ပြန်ကြည့်ပါနော်ကိုဖွင့်ထားတဲ့အကောက်ကြတော့ဘယ်နိုင်ငံကနေနေတာလဲဘယ်ဒေသကနေနေတာလဲဆိုတာဒီနေ့ကျွန်တော်ကြည့်ပြပေးမယ်โอเคကိုယ့် TikTok ထဲမှာဝင်ပြီးတော့ကိုယ့် TikTok profile ထဲမှာဝင်ပြီးတော့ဒီမှာတွေ့လားပေါ်ကနေကိုယ့် TikTok ပေါ်ကနေအဆက်30ကိုနှိပ်လိုက်ပါနှိပ်ပြီးဆိုရင်အောက်မှာစတင်လေးကိုနှိပ်လိုက်ပါနှိပ်ပြီးဆိုရင်ကိုယ့်ရဲ့အကောက်ကိုအပေါ်ဆုံးတစ်ချက်မှာသွားလိုက်ပါသွားပြီးတော့ကိုယ့်ရဲ့အကောက်ချက်လက်ကိုတစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်ပြီးဆိုရင်ဒီအောက်ဆုံးတဲ့တောင်းမှာတွေ့လားအပေါ်ဖုန်းနံပါတ်စီမယ် email စီမယ်အောက်ဆုံးမှာဆိုရင်ကိုယ့်ရဲ့ဖွင့်ထားတဲ့အကောက်ရဲ့နိုင်ငံဘောနော်မြန်မာနိုင်ငံဆိုမြန်မာနိုင်ငံထိုင်းနိုင်ငံဆိုထိုင်းနိုင်ငံကျွန်တော်အကောက်ကြတော့ဂျပန်နိုင်ငံဖြစ်တယ်ဂျပန်နိုင်ငံမှာဆိုရင်ဒီမှာကျွန်တော်ပြပေးမယ်ဒီမှာတွေ့လားဂျပန်နိုင်ငံဒီအောက်ဆက်မှာဟုတ်โอเคဒီမှာကျွန်တော်ပြပေးမယ်ဂျပန်နိုင်ငံမှာဆိုရင်ကိုဗီဒီယိုတင်လိုက်တဲ့ဒေါ်လာငွေတွေရတယ်โอเคသိချင်တယ်ဆိုရင်ဒီမှာစတင်ထဲမှာဝင်ပါစတင်ထဲTikTokစတူဒီယိုထဲမှာဝင်ပါဝင်ပြီးဆိုရင်ဒီမှာ foundation super blog ကတစ်ခုကိုစစ်နေမယ်တွေ့လားဒီနားမှာအကေထိုင်းနိုင်ငံကအကောက်တွေမြန်မာနိုင်ငံအကောက်တွေဆိုရင်လောကရမှာမဟုတ်ပါဘူးပေါ့နော်အဲ့ဒါကိုကျွန်တော်တို့အကောက်ကိုသေချာလေးတစ်ချက်လောက်ပြန်စစ်ကြည့်ပါနဲ့ပေါ့နော်သူများအကောက်လိုမျိုးလိုချင်တယ်ဆိုရင်ပေါ့နော်ပြီးရင်လေဒီမှာတွေ့လားကိတ်ကစားချင်းဆွဲဆောင်မှု program လဲစစ်တယ်ဒီမှာကိတ်ကစားချင်းဆွဲဆောင်မှု program မှာဆိုရင်လဲထိုင်းနိုင်ငံမှာဆိုရင်ရတယ်ထိုင်းနိုင်ငံမှာဆိုရင်ရတယ်ပြီးရင်လည်းမြန်မာနိုင်ငံကတော့မရောက်လာမသိဘူးเนาะကျွန်တော်လည်းအတိအကျမသိမရောက်လို့လည်းပြောတောင်ကြားတယ်ပေါ့နော်အဲ့ဒါလည်းကျွန်တော်တို့တစ်ချက်ပြန်စစ်ကြည့်ပါကိုယ့်ရဲ့အကောက်ကိုပြန်စစ်ကြည့်ပါเนาะနောက်ပြကြလို့ဆိုရင်ကိုယ့်ရဲ့အကောက်ကတော့သူများအကောက် line လွှင့်ရတယ်ကိုယ့်အကောက် line လွှင့်မရတာတို့ဘာတို့ follower တစ်ထောင်ပြည့်တဲ့ line လွှင့်မရဘူးအဲ့လိုမျိုးပြောတဲ့လူမှဆိုရင်ကိုယ့်အကောက်ကိုတခြားပြန်စစ်ကြည့်ပါကိုဖွင့်ထားတဲ့အကောက်ကြတော့အသက်16နှစ်ပြည့်လားအဲ့လိုမျိုးစီးသေးတယ်နော်ခုပြောဖို့မေ့နေတယ်ပေါ့နော်ကိုယ့်ရဲ့အကောက်ကလုံခြုံမှုစစ်မစစ်ကိုတင်ထားတဲ့ဗီဒီယိုတွေမှာဆိုရင်လည်းအရင်တွေ့ပြမပြအဲ့လိုမျိုးလုံခြုံမှုစစ်မစစ်ဆိုရင်ဒီမှာကျွန်တော်တို့စစ်ကြည့်လို့ရတယ်နော် TikTok story ထဲမှာဝင်ပြီးတော့ဒီမှာရေးထားတဲ့အကောက်စစ်ချင်းကိုနော်တွေ့လားအပေါ်ဆိုတခုလူကောင်းတဲ့အကောက်စစ်ချင်းကိုကျွန်တော်တို့စစ်ကြည့်အဲ့လိုမျိုးစစ်ကြသူစစ်မယ်ကိုယ့်ရဲ့ TikTok ရဲ့အကောက်ရဲ့ profile တွေlogo ဝင်ထားတဲ့ login တွေအစရကိုယ့်ရဲ့ဗီဒီယိုတွေအကယ်၍ဗီဒီယိုတွေကိုတင်လိုက်တဲ့ဗီဒီယိုတွေမှာဆိုရင် view မပေါတာတဲ့လူတွေပါနေဆိုရင် copy လိုက်ထိထားတဲ့ဗီဒီယိုတွေစီးတယ်လို့အဲ့လိုမျိုးအမှတပုတ်ထိတာတွေတွေ့လားကျွန်တော်ဥစားတွေ့လားဒီမှာတပုတ်ထိတာတယ်ဆိုရင်ဒီမျိုးဆိုပြရမယ်အဲ့နော်ခုနတပုတ်ထိတာလို့ကျွန်တော်တွေ့တယ်အနည်းတပုတ်ထိတာပါတယ်တွေ့လားဒီလိုမျိုးဖြစ်နေမယ်ဆိုရင်အဲ့ဒါဗီဒီယိုထိတယ်ဆိုရင်ဒီတပုတ်ကိုဗီဒီယိုထိတယ်ဆိုရင်ကိုဖျက်လိုက်ပါဒါဆိုရင်ကျွန်တော်ဖျက်ထားမယ်နော်ဒါဒီတပုတ်တကယ်လို့ဆိုရင်ထိထားတာကတော့တကယ်ဆိုရင်ကျွန်တော်တို့အပြင်မှာကြတော့မထိဘူးဒီထဲမှာလာစီးတဲ့ချိန်မှာသူထိပါတယ်ဗီဒီယိုပါလာဆိုရင်ပါတယ်ဒါဆိုရင်ဒီလိုမျိုးထိတယ်ဆိုရင်ကျွန်တော်တို့ရဲ့ဗီဒီယိုတွေကြတော့ပြောင်းလဲမှုမကောင်းကိုယ့်ရဲ့အကောင့်တွေကြတော့လည်းပြောင်းလဲမှုမကောင်းအဲ့လိုမျိုးပေါ့နော်ဒါကိုကျွန်တော်တို့သိထားဖို့လိုတယ်โอเคအကေအဲ့လိုမျိုးထိတယ်ဆိုရင်စီးကြည့်တယ်ထိတယ်ဆိုရင်ကိုဖျက်လိုက်ပါโอเคအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုကိုကျွန်တော်ပြန်လည်ပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးပါ